ဘန်ကောက်မှာရှမ်းစားစာလက်ရစစ်စစ်ကိုစားချင်နေတဲ့လူတွေအတွက်ဒီဇိုင်းလေးကိုရောသိပြီးကြပြီလား Hey guys, welcome to Tango Diaries. စวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်တန်မိုရဲ့ပထမဆုံး vlog လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အားလုံးလေးသိကြတဲ့တလက်ခေါင်သိန်းစီမှာရှမ်းစားစာသွားစားမှာပဲဖြစ်ပါတယ်အားရလည်းအရင်မခက်ခဲပါဘူးဘယ်လိုသွားမလဲဆိုရင်တော့အခုပြထားတဲ့ MRT ဘူတာမှာဆင်းပြီးတော့ exit 1ကနေထွက်လာရုံပါပဲဒါမှမဟုတ် BTS အစိမ်းလိုင်းမှာနေတဲ့သူဆိုရင်အစုပ်မှာဆင်းပြီးတော့ MRT နဲ့နှစ်ဆင့်စီးလာရုံပါပဲเนาะဆိုင်ကယ်နဲ့လာမယ်ဆိုရင်တော့တန်မိုအခုပြထားတဲ့ location လေးကိုရှာပြီးတန်းလာလိုက်ရုံပဲเนาะကဲဆိုင်ကိုရောက်ပါပြီရှင်ဆိုင်ခန်းကတော့တသေးလေးပါပဲရန်ထူးထူးခြားတော့ဘာမှပြင်ဆင်ထားတာတော့မရှိဘူးပေါ့เนาะဒီဆိုင်ကဈေးမှာဖွင့်တဲ့အတွက်မနက်ခင်းကနေစပြီးဖွင့်တာပေါ့နော်6နာရီကနေစပြီးတော့ဖွင့်တယ်အဲ့လိုမျိုးဆိုတော့17နှစ်လောက်ဆိုရင်တို့ဟူနွေလို့တို့ဟူကျော်တို့ကအရန်ရောင်းရတဲ့အတွက်ကုန်သွားပြီပေါ့နော်မိုးရရောက်သွားတဲ့အချိန်ကနေ့လယ်3နာရီလောက်ရှိနေပြီပေါ့နော်အဲ့တော့တို့ဟူနွေတို့ဟူကျော်တွေကကုန်သွားပြီဒီတော့ရှမ်းခောက်ဆွဲနဲ့ရေစိမ်ခောက်ဆွဲနှမျိုးပဲကျမတော့ရရှင်ဝါးဒီမှာကြည့်ပါအောင်တပွဲမှာ90ဘတ်ထဲတော့အရန်တန်တယ်အနည်းခဲ50ဘတ်အင်းပြီးတော့တွဲစားဖို့ရှမ်းခောက်ဆွဲဟင်းရည်လေးနဲ့မုံညင်းချင်လေးပါချပေးသေးရဲ့နော်ဘာလို့လဲဆိုတော့ဆိုင်ရှင်ကလည်းတောင်ကြီးသူစစ်စစ်ဖြစ်တဲ့အတွက်အရသာကတော့လုံးဝမှထိမိကွေပါပဲငေါကတော့အဆက်ကြိုက်ရဲ့လူဆိုတော့မြုပ်တီလေးနဲ့ရော်ရဒီရှမ်းခောက်ဆွဲကိုစစ်စားစစ်စီလေးနဲ့အရန်စားလို့ကောင်းတယ်ပေါ့နော်အရသာတော့မသိရင်တောင်ကြီးကိုရောက်ပြီးတော့ရှမ်းခောက်ဆွဲသွားစားနေရတဲ့အတိုင်းပါပဲဒါကတော့မိုးရရှန်ခောက်ဆယ်သက်စားရဲ့ vlog လေးပဲဖြစ်ပါရဲ့။ကဲ၍ဒီဆိုင်လေးမှာသက်စားဖူးတဲ့သူတွေရှိရင် comment လေးမှာ review ရေးပေးခဲ့လို့ရပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။စวัสดีค่ะทุกคน